ဒီနေ့ကတော့လွယ်ကူရိုးရှင်းတဲ့ခရမ်းသီးနှက်လေးချက်ပြပေးမှာဖြစ်ပါတယ်။ပါဝင်ပစ္စည်းများကတော့ကြိတ်ထားတဲ့ကြက်သွန်နီးကြက်သွန်ဖြူမညက်တညက်ထောင်းထားတဲ့ပဇွန်ကြောက်အကောင်လေးစားရတာကြိုက်ရင်လည်းနည်းနည်းထည့်လို့ရပါတယ်။လေးစိတ်ထားတဲ့ခရမ်းသီးနောက်ပြီးတော့နည်းနည်းအဆက်ကလေးကြိုက်လို့မြုပ်သီးစိမ့်လေးထည့်ထားပါတယ်ရှင်။ပါဝင်ပစ္စည်းတွေအားလုံးအစင်းသင်းဖြစ်ပြီဆိုရင်စပြီးတော့ချက်ကြမယ်။အိုးပူလာပြီဆိုလို့ရှိရင်စီးထည့်ပါမယ်။ခရမ်းသီးနှက်ကစီနည်းနည်းများလေးမှာစားလို့ကောင်းတဲ့အတွက်ကြောင့်မို့လို့ခရမ်းသီးနှက်ချက်ရင်တော့ကျွန်မစီနည်းနည်းများလေးထည့်ပါတယ်။ပြီးရင်ကြိတ်ထားတဲ့ကြက်သွန်လေးကြက်သွန်ဖြူကိုထည့်ပါမယ်။ပြီးရင်စမရီလေးနည်းနည်းထည့်ပါမယ်။ကြက်သွန်လေးတွေနည်းနည်းနွားလာပြီဆိုလို့ရှိရင်အရောင်တက်မုတ်ထည့်ပါမယ်။စီတက်ထားတဲ့ကြက်သွန်လေးတွေကဒီအနေလောက်ရောက်လာပြီဆိုလို့ရှိရင်မညက်တညက်ထောင်းထားတဲ့ပဇွန်ကြောက်လေးတွေထည့်ပါမယ်။ညက်ပြားကြီးထည့်ပါမယ်။ညက်ပြားကြီးကိုဒီလိုစွန်းနဲ့ဒီမှာ2ဆွန်းလောက်ထည့်ပါတယ်။ပြီးရင်မြုပ်သီးစိမ့်လေးထည့်ပါမယ်။10မိနစ်2မိနစ်လောက်မှွေပြီးသွားလို့ရှိရင်လေးစိတ်ထားတဲ့ခရမ်းသီးလေးထည့်ပါမယ်။ပြီးရင်နှောက်မှွေပေးပါမယ်။နှောက်မှွေပြီးသွားလို့ရှိရင်မူးအောင်လို့အတွက်ရေနည်းနည်းထည့်ပါမယ်။ကျမကကြက်သွန်လေးကြက်သွန်ဖြူကိုကြိတ်ထားတဲ့ခွက်ထဲကိုလည်းရေလေးနည်းနည်းရောပြီးတော့ကြိတ်ထားတဲ့ဟာလေးကိုကျင်းလိုက်ပါမယ်။ပြီးရင်အဖုံးပိတ်ပြီးတော့5မိနစ်လောက်တည်ထားပါမယ်ရှင်။5မိနစ်လောက်တည်ပြီးသွားပြီဆိုလို့ရှိရင်ခရမ်းသီးလေးတွေကိုအပေါ်အောက်လေးလှန်ပေးပါမယ်ရှင်။နည်းနည်းမှဆက်လေးဖြစ်နေသေးတဲ့အတွက်ကြောင့်မို့လို့နောက်ထပ်2မိနစ်3မိနစ်လောက်ထပ်ပြီးတည်ထားပါမယ်။မချခင်အရသာလေးအရင်ညှိကြည့်ပါမယ်။အရသာအငံလေးနည်းနည်းလိုတဲ့အတွက်ကြောင့်မို့ကျွန်မအငံလေးနည်းနည်းထည့်လိုက်ပါမယ်။ပြီးရင်နှံ့အောင်လို့အပေါ်အောင်လေးနည်းနည်းလှန်ပြီးတော့နည်းနည်းလေးထားပြီးချလို့ရပါပြီ။ခရမ်းသီးနှက်ကလေးကဒီအနေလောက်ရောက်ပြီဆိုရင်စင်စင်သုံးဆောင်ပြရပါမယ်ရှင်။အခုဆိုရင်တော့အရသာရှိလာတဲ့ခရမ်းသီးနှက်ဟင်းလေးတစ်ခွက်ရပါပြီ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်။ Bye bye